ယောက်ျားလေးတွေသပင်ကျွတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာလုပ်တင်လဲဆိုတာကျွန်တော်ခဏခဏမေးကြတယ်ကျွန်တော်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့အရှိမဗီဒီယိုလေးတွေလုပ်ပူတယ်သပင်ကတော့အဓိကတက်စထရိုသုံးဆိုတဲ့ကြားဟော်မုန်းကြောင့်တော်တော်များများကျွတ်ကြတာများတယ်ပေါ့နော်ချိုးကြတဲ့ genetic ကြောင့်ချိုးရတဲ့ stress ပေါ့နော်စိတ်ပီးစီမှုတွေများတယ်အဲ့ဒီအစားမမှန်ဘူးနော်ဆလိတ်တောက်ရက်တောက်တယ်ဒါတွေရဲ့နောက်ဆက်တွဲတွေအားလုံးစုပုံလာတဲ့အခါမှာအသက်30 40ဆိုယောက်ျားလေးတွေနှစ်ဖူးတွေပြောင်ကြပြီပေါ့နော်အဲ့တော့ဒါမျိုးမပြောင်ချင်ဘူးဘာလုပ်ရမလဲဆိုတော့နံပါတ်1ချက်အနေနဲ့ကျွန်တော်တို့ကအခုတွေကကျွန်တော်သပင်မကြုတ်ခင်ကတည်းကကြိုပြီးတော့ကဲလောက်တာဖို့လိုတယ် healthy lifestyle နဲ့နေဖို့လိုတယ်ပေါ့နော် stress တွေမဖြစ်အောင်နေရမယ်အိပ်ဝအောင်အိပ်ရမယ်ကျန်းမာရေးညွတ်တဲ့အစားအစာတွေစားရမယ်သပင်နဲ့ပတ်သက်ပြီးတော့သပင်ကိုလည်းကျွန်တော်တို့သွားပြီးဆေးဆိုးလိုက်ကောက်လိုက်ဖြောက်လိုက်ဆွဲလိုက်နော်ခေါင်းမှာရှောက်ပြီးဂျယ်တွေရှောက်ထက်အဲ့လိုမျိုးအတင်းပုံစံတွေရှောက်သွင်းဒါမျိုးတွေကျွန်တော်တို့တတ်နိုင်တော့ရှောင်အောင်မယ်ပေါ့နော်ပြီးတော့သပင်အတွက်လိုအပ်တဲ့ hair serum လေးတစ်ခုခုပေါ့လေကျွန်တော်ဘာရယ်လို့မဟုတ်ပါဘူးနော်သပင်အတွက်ကိုလိုအပ်တဲ့ဟာလေးလိမ့်လိမ့်ရင်တော့ခေါင်းလျှော်ရည်ပေါ့နော်ခေါင်းလျှော်ရည်ရတဲ့တိတ်အပြင်းစားကြီးတွေသုံးတာမျိုးတွေရှောင်ကျွန်တော်တို့သပင်ကျွတ်တတ်တယ်ဆိုရင်တဘာဝခေါင်းလျှော်ရည်ကိုအဓိကသုံးပေါ့နော်ဒါမျိုးတွေအဓိကလုပ်ပေးရတယ်အဲ့တော့ကျွန်တော်တို့တွေစပြီးတော့ကျွတ်လာပြီဆိုတာ ਨੇ ယောက်ျားလေးတွေပေါ့နော်ကျွန်တော်လိုတိုရှင်းပြောရရင်ဗျာ dihydrotestosterone ကြောင့်ဖြစ်တယ်ပေါ့ DHT ဆိုတဲ့ဟော်မုန်းကြောင့်ဖြစ်တယ်ဆိုတော့ဒီဟော်မုန်းကို block လုပ်တဲ့ဆေးရှိတယ် finasteride ဆိုတဲ့ဆေးရှိတယ်အဲ့ဒီဆေးကတကယ်ကြတော့သူက5 mg လာတယ်ပေါ့နော်ကျွန်တော်တို့က1 mg ပဲတိုက်တယ်ဆိုတော့လွန်အောင်ကျော်ဟောပေါ့၄စိတ်တစ်စိတ်ပေါ့နော်ဒါမျိုးကိုနေ့တိုင်းတိုက်တာမျိုးတွေလုပ်တယ်ဒါပေမဲ့ဆေးကြတော့လေဆရာဝန်နဲ့တေချာတိုင်ပင်ပြီးမှပဲကိုယ့်အတွက်တောက်တဲ့မတောက်တဲ့ဆိုတာဆုံးဖြတ်ပေါ့နော်ကျွန်တော်ဒါဘူးတုဒအနေနဲ့ပြောပြတာအဲ့ဒီဆေးတွေကိုကျွန်တော်အမြဲတိုက်တယ်ဒီဟာကိုကျွန်တော်တို့တိုက်လိုက်လို့ခဏလေးသပင်ကပြန်ထွက်လာမှာလားဆိုအဲ့လိုမဟုတ်ဘူးเนาะကျွန်တော်ဒီဆေးကိုတောက်ရင်တော့အနည်းဆုံးတော့ကျွန်တော်လနဲ့6လတစ်နှစ်အဲ့လိုမျိုးအမြဲတမ်းတောက်ရတာမျိုးလုပ်ရတယ်ပေါ့เนาะအဲ့ဒါက option တစ်ခုနောက်တစ်ခုကကျွန်တော်တို့ဒီသပင်ဖြန်းတဲ့ဟာလေးရှိတယ်เนาะ minoxidil hair spray ဆိုတာမျိုးလေးအဲ့ဒါလည်းကျွန်တော်တို့ဒီပြောင်တဲ့နေရာလေးမှာမှွှင်းချင်းအိတ်လေးတွေရှိသေးတယ်ဆိုရင်အဲ့ဒီမှွှင်းချင်းအိတ်လေးတွေရဲ့ကျန်းမာရေးအတွက်ပေါ့เนาะကျွန်တော်တို့ကရေလောင်းပေးတယ်ပေါ့ဗျာအာဟာရပေးတယ်ပေါ့เนาะအဲ့လိုမျိုး dermal roller လေးနဲ့သူတို့လှိမ့်ပြီးတော့နေ့တိုင်းမနက်ချိန်ညချိန်မနေ့ညတစ်ချိန်ကျွန်တော်တို့ကconsistency ရှိလုပ်ပေးရတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့3 4 5ရက်လောက်ရုံနဲ့စပင်ကမထွက်လာဘူး။နော်အနည်းဆုံး6လတစ်နှစ်နှစ်အဲ့လိုမျိုးဆွဲလောက်ရတာမျိုးရှိတယ်။အဲ့လိုဆိုရင်တော့ပြန်ထွက်လာနိုင်ကြီးရှိတယ်။အဲ့လိုမဟုတ်ဘဲနဲ့ပြောင်းနေတာကြာပြီးပြောင်းတဲ့နေရာကိုကြည့်လိုက်ရင်လည်းမှွှင်းချင်းအပေါက်တောင်မရှိတော့ဘူးပေါ့နော်။လုံးဝပြောင်းချောနေပြီဆိုရင်တော့မဖြစ်နိုင်တော့ဘူး။မဖြစ်နိုင်ရင်ဘာလုပ်ရလဲဆိုတော့သပင်ဆိုက်ရတယ်နော်။အဲ့တော့သပင်ဆိုက်ပါသပင်ဆိုက်လိုက်တဲ့အခါကျရင်ကျွန်တော်တို့ထင်ထားတဲ့ result ထက်ပိုကောင်းတဲ့ result ကိုရပါတယ်အများကြီးပြောင်းတဲ့ဒီမဆောက်ပါနဲ့အများကြီးပြောင်းတဲ့ဒီဆောက်ရင်အများကြီးစိုက်ရတယ်ပတ်စံအများကြီးကုန်ပါတယ်เนาะအဲ့တော့ဘာလုပ်ရမလဲဆိုတော့နည်းနည်းလေးပြောင်းတော့မှစိုက်ပြီးတော့ကြံတဲ့သပင်တွေထပ်ပြီးတော့မကျွတ်သွားအောင်ကဲပေးပေါ့เนาะကဲပေးဆိုတော့ခုနပြောတော့ပေါ့ကျွန်တော် serum လေးတွေသုံးမယ်သပင်အတွက်ဆိုရင်ကျွန်တော် facial လိုမျိုးဆေးမျိုးလေးတွေတောက်မယ်ဒါမျိုးလေးတွေပေါ့เนาะဒါမျိုးတွေကဲပေးရင်အဆင်ပြေပါတယ်เนาะယောက်ျားလေးတွေကအဓိကတော့ခုနပြောတော့အရက်ဘီယာဆလိတ်ဒီကောင်တွေလည်းအကုန်လုံးရက်ပြည့်အေးဝအောင်အေးကျမရင်ယူတာတွေစားเนาะငါးကြီးစီတို့ဘိုင်ယိုတင်တို့ဒီလိုဟာမျိုးလေးတွေပေါ့နော်ကောလာဂျင်တို့ဒီလိုဖြစ်ဆက်စာလေးတွေစားအဲ့လိုဆိုရင်တော့အဆင်ပြေပါတယ်အကျိုးရှိလိမ့်မယ်လို့ပြောလင်းပါတယ်ကျေးဇူးတင်ပါတယ်